လူတယောက်ရဲ့တန်မိုးဆိုတာကျွန်တော်တို့ညံကောင်းနေရောကျွန်တော်ပတ်စံရှိနေရောနဲ့ကျွန်တော်တို့မပြည့်စုံဘူးပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုယ့်ရဲ့ဉာဏ်ရည်ရဲ့ကိုယ့်ရဲ့ဇာရိတ္တတွေကိုယ့်ရဲ့ဆက်ဆံရေးကိုယ့်ရဲ့ဥစ္စာဒါနတွေနဲ့ပြည့်စုံပြီးဆိုမှကျွန်တော်တို့ရဲ့ဗလာ9နဲ့ဆိုတော့ကျွန်တော်တို့ဖြစ်လာမှာပေါ့နော်မြန်မြန်တတဖြစ်သွားမယ်ပေါ့ဒီနေ့မှာကျွန်တော်ရဲ့ Connect series ရဲ့ episode 1လို့ပြောလို့ရမယ်ဒီကာယဗလအကြောင်းကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့လူငယ်တွေတော်တော်များများကိုယ့်ရဲ့အနာဂတ်အတွက်ကျွန်တော်စကေးတွေလေ့လာတယ်ကျွန်တော်စာတွေဖတ်တယ်ပတ်စံရှာဖို့ကျွန်တော်တို့စူးစမ်းနေကြပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတော့ကျွန်တော်တို့နောက်ဆုံးမှစဉ်းစားတတ်ကြတယ်ပေါ့နော်ကျွန်တော်တို့ငယ်သေးတာပဲဒါတွေကကျွန်တော်တို့ကြီးလာလို့အချိန်အားလုံးကလုံးလို့ရတာပဲဆိုပြီးတော့တကယ်တော့နောက်မှဆိုတဲ့တနေ့ကကျွန်တော်တို့ရဲ့အားအင်တွေကျမ်းမာရေးကိုပြန်ယူဖို့ခတ်သွားနေရတယ်အားအင်တွေကုန်ခန်းသွားတဲ့အချိန်မှာဆိုမလွယ်တော့ဘူးဟုတ်ခင်ဗျားရဲ့အိမ်မက်ကအကြီးရှိပါတယ်ဆိုပါတော့ကယ်ရီယာတစ်ခုတိဆောက်ရှင်နေကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ရှင်နေမိသားစုအတွက်အကောင်းကောင်းကျွန်တော်တို့ထောက်ပံ့နေတယ်ပေါ့နော်ဒါပေမဲ့ကိုယ်ခန္ဓာကအမြဲတမ်းပင်ပန်းနေတယ်ကျွန်တော်အိပ်ရေးဘဝကိုအစားတောက်လည်းမမှန်ဘူးလှုပ်ရှားမှုလည်းမရှိဘူးအဲ့ဒီအိမ်မက်တွေနောက်ကိုကျွန်တော်ဘလို့သွားမလဲကျွန်တော်တို့ဖြစ်ရှင်ရဲ့အရာတွေပေါ့ကျွန်တော်တို့ဒီကာယဗလာဆိုတော့ကျွန်တော်တို့ဂျင်သွားပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးရွာလာအောင်လုပ်တာတစ်ခုလည်းတော့မဟုတ်ဘူးပေါ့နော်ကျမ်းမာတဲ့ခန္ဓာကိုယ်တစ်ခုရရှိဖို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတက်တက်ကြွကြွနဲ့ဖြတ်သန်းနိုင်ဖို့ကိုလှုပ်ရှင်တဲ့အရာတွေကိုကျွန်တော်တို့ရေးချေလုံနိုင်ဖို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်တာပေါ့နော်ဂျင်မသွားနိုင်ခင်တော့ကျွန်တော်တို့အိမ်မှာလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တနေ့ကိုလမ်းနည်းနည်းစီလျှောက်တာလေ့ကျင့်ခန်းနည်းနည်းလုပ်တာအိတ်ချိန်ကိုပုံမှန်ဖြစ်အောင်ကြိုးစားတာရေများများတောက်တာအစားအသောက်ကိုလည်းကျွန်တော်ကိုယ်ခန္ဓာကိုယ်တက်ကောင်းကောင်းမကောင်းကောင်းစဉ်းစားပြီးကျွန်တော်စားတာပေါ့နော်အဓိကတော့ကျွန်တော်တို့တစ်ခါတည်းအများကြီးလုပ်တာမဟုတ်ဘူးပေါ့နေ့တိုင်းနည်းနည်းစီလုပ်မယ်ဆိုတဲ့အကျင့်ကိုကျွန်တော်တို့တိဆောက်ရမယ်နည်းနည်းစီတစ်စင်းကြီးတက်သွားမယ်ကျမ်းမာရေးအတွက်ကျွန်တော်အချိန်နည်းနည်းတစ်ခုထုတ်ပြီးတော့လုပ်ကြည့်ရအောင်နောက်တစ်ခုခင်ဗျားတို့စဉ်းစားကြည့်ကျမ်းမာရေးကကျွန်တော်တို့အတွက်ပန်းနိုင်မဟုတ်ဘူးကျွန်တော်တို့လုပ်ရမယ့်ဟာမဟုတ်ဘူးကျွန်တော်တို့ဒီပန်းနိုင်နေစီကိုသွားဖို့အသုံးပြုရမယ့်အခြေခံအရာတစ်ခုဒါမရှိရင်ကျွန်တော်တို့ဘလုံးမလုပ်လို့ရမှာမဟုတ်ကျမ်းမာရေးမကောင်းဆိုလို့ရှိရင်ကျွန်တော်အောင်မြင်ခြင်းနဲ့ပတ်ဆိုင်စားခြင်းမိသားစုကိုကူညီခြင်းနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်ကောင်းမွန်တိဆောက်အောင်ကျမ်းမာအောင်တိဆောက်အောင်ဒါတွေအားလုံးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်ရဲ့နှစ်ပေါင်းများစွာကျွန်တော်တို့စူးစမ်းနေသမျှကျွန်တော်နဲ့တူတူလိုက်လာနိုင်မှာပေါ့နော်မဟုတ်ရင်ကျွန်တော်ခန္ဓာကိုယ်ရဲ့ကြံငယ်ကျွန်တော်ရဲ့စိတ်ကလည်းသွားနိုင်မှာမဟုတ်တော့ဒါကြောင့်ကျွန်တော်တို့ကဒီနေ့ကစပြီးကိုယ်ခန္ဓာကိုယ်နောက်မှကြီးဆိုင်မယ်ဆိုတဲ့စိတ်တွေကိုဖြတ်ပြီးတော့ကျွန်တော်တို့တနေ့ကိုနည်းနည်းစီပေါ့နော်ကျွန်တော်အမြဲတမ်း focus ရှိမှာပဲမထိုင်နေပဲအမြဲကိုယ်ကရှိမှာပဲမထိုင်နေပဲနဲ့နည်းနည်းစီလှုပ်ရှားကြည့်ရပါဘူးကျွန်တော်တို့ရဲ့ဒီဗလာ9တန်တိဆောက်ဖို့အတွက်ပထမဆုံးရဲ့ကာယဗလာအကြောင်းကျွန်တော်ပြောပြရပဲဖြစ်ပါတယ်ခင်ဗျားရဲ့ခန္ဓာကိုယ်ကခင်ဗျားရဲ့အိမ်မက်တွေကိုဒီတည်ဆောင်ပေးမဲ့အရာတစ်ခုပေါ့နော်အဲ့တော့ခန္ဓာကိုယ်မကောင်းဆိုလို့ရှိရင်အိမ်မက်လေးတော့ဘယ်လိုသွားနိုင်မလဲအဲ့တော့ဒီနေ့ကစပြီးကိုကျမ်းမာရေးအတွက်ဘာတစ်ခုလုံးမလဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဗလာ9တန်နေကကျွန်တော်တို့နောက်တစ်ဆင့်ဖြစ်တဲ့ညာနာဗလာကိုကျွန်တော်နောက်နေ့မှာဆက်ပြောပြပါမယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်